Avanaro ne Nataungaya Nazo ne Konaku ne Goza the gate of town Loya Konaset Nagu ne Bagula za Salia Ne Tanaigo Chidwe Mombine Muro Mukandaya Yap Dama Duda Yeva Sabin Dine Chausa Chau Jamio Saint Jimba Abo Dama Duda Ubadana Lobe Dea Sakam Dama Bavenai Hoja Abo Mahabazabati Kodemi Tiri Abadan La Kana Api Alobe Dea Do Didea Mahomi Manami Dea Me Baishin Bonloka Tota Wabenu Miaswa Baya Shivuswa Jinyo Shiko Jaya O Alombe Lauchi Dea Ho Bogoga Balembo Taga Ni Biro Baya Miaswa Jinyo Shiko Bikama Ngaro Lebe Tony Edu Shiko Ya Lide Lugata Jinyo Boamia Java Araham Bahi Anda Zayan Lugatam Amidam Virazam Lalita Atulam Sarana Dibu Badama Yamaga Lukhatam Varanam Banamami Zinam Araham Lumina Mindya Mindo Ibuza Tugo Kaira Mutaitado Anda Zayan Dumba Nata Yamankade Almindo Mubitado Luga Dankau no Zagago Sura Mutatado Amida Manashiado Kondo Nebizondo Mutado Udazam Giliva Mukindo Mutado Lalida Lakana Jine Yang Chau Thwe Pitire Tapero Mutado Adulam Bianglan Nailu Adula Shidama Mutado Sarana Neba Yaujao Aji Kaungu Kaunzo Ajiro Mutado Dibuba Lamang Bongomba Nagili Babu Nyendo Mutado Yamagang Yumi Azo Azong Dagubiari Hagu Biaswan Nendo Mutado Lukada Luna Neba Dongdando Chanago Beijing Aswan Nendo Mutado Maranang Luna Biamada Dawa Bondo Ata Gogoya Pito Mutado Sinam Dewa Buddha Magile Vama Kanda Mamezumam Abidungara Mandi Hudo Mangavago Aunyindo Mubido Myaswa Payago Ahana Yokana Dano Bayari Rajanodi Panamami Gonda Toma Bonda Manglaya Shikogra Laibai Myaswa Payam Myaswa Paya Myaswa Paya Jinyo Shiko Puzolo Pide No Painanga Neta Myobi Yada Zwa Time Biro Tiago Kauswa Nane Babi Myaswa Paya Along to Vedata Menda Pwami Bilo Koneye Myaute Nema Mumike Medo Maya Naywa Sandwa Lu Vedata Menda Liu Midwido Gotamiga Sele Biro Nuchui Taiju Bisu Keare Eri Midwido Gotamia Now the chain do Yazwa Bayatanga ni Biro Dea Damadi Najaya Bi Yahanda Tirimaji Pietwa Biro Yahanda Tirimaji ga Bono Jiro Mudo Lado Paya Mezinunga do Mero
တော့နှုတ်ချိုအေးကိုသားတော်ကိုတိုက်ကျွေးခဲ့တယ်အခုတော့သားတော်ဖယားကမေတော်ကိုတရားနှုတ်ချိုအေးတိုက်ကျွေးခဲ့တယ်ပြန်ပြီးတော့တိုက်ကျွေးတယ်ဒီလိုလျှောက်ဘူးတဲ့နော်ဒီတော့တရားတိဟူသောနှုတ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကမိတွေ့တော်ဂေါတမီကိုမတိုက်ကျွေးခဲ့ဘူးလားတိုက်ကျွေးခဲ့တယ်အဲဒီတရားနှုတ်ချိုအေးသောက်ဆိုရတဲ့အတွက်ကြောင့်မို့ကိလေသာအပူတွေဆင်ပြီးတော့အသဝကုန်ခန်းအမျိုးသမီးပဲမဲ့ယဟန္တာဖြစ်တယ်နော်ယောက်ျားနဲ့မိန်းမနဲ့အမျိုးသားနဲ့အမျိုးသမီးနဲ့ဟာသူမြတ်တယ်ငါမြတ်တယ်သူရုပ်တယ်ငါမြတ်တယ်ဒီလိုမဟုတ်ပါဘူးတရားကအဓိကပါလူကအဓိကမဟုတ်ပါဘူးတရားကအဓိကပါဘယ်သူကအဓိကလဲတရားကအဓိကကြပါတယ်ဒါကြောင့်မို့မိတွေတော်ဂေါတမီဟာမိမသားပင်ဖြစ်တော်လဲပဲယဟန္တာထေရီမကြီးဖြစ်သွားလို့နောင်လာနောက်သားတွေအတွက်ဟောတော်မူခဲ့တဲ့တရားမဟာပဇာပတိဂေါတမီထေရီအာပါဒံဆိုပြီးတော့ဘုန်းကြီးတို့ခုတ်တကနိကေမှာယဟန္တာအမျိုးသားတွေယောက်ျားတွေဟောတဲ့တရားတွေရှိသလိုယဟန္တာထေရီမအမျိုးသမီးတွေဟောသွားခဲ့တဲ့တရားတွေလည်းအများကြီးရှိပါတယ်အဲ့ဒီတရားတွေကဒီကနေ့ဘုန်းကြီးတို့မိတွေးတော်ဂေါတမီထေရီယဟန္တာမကြီးဟောတဲ့တရားကိုပြန်လဲပြီးတော့ဟောပြမယ်လင်္ကာလေးနဲ့ဘုန်းကြီးတို့တိုင်ပေးမယ်လိုက်ဆိုကြနော်ဆိုတောင်ဖို့ပမာဤခန္ဓာမပ္ပါတူလေသည်တောင်ဖို့ပမာဤခန္ဓာမပ္ပါတူလေသည်တောင်ဖို့ပမာဤခန္ဓာမပ္ပါတူလေသည်ဒီခန္ဓာကိုယ်ကြီးဟာတောင်ဖို့နဲ့တူတယ်ဘာနဲ့တူတောင်ဖို့နဲ့တူတယ်တောင်ဖို့ဆိုတာကမွေအောင်တဲ့မွေခွေးနေတဲ့တောင်ဖို့နော်ချနေတာကိုပြောတာမဟုတ်ဘာနေတယ်လဲမွေအောင်နေတဲ့တောင်ဖို့ကြီးအဲ့တောင်ဖို့ထဲမှာအပေါက်ကြီးအခေါင်းကြီးရှိတယ်အဲ့ဒီအခေါင်းကြီးထဲမှာသစ်ဆွေးချတောင်ဖို့အခေါင်းထဲမှာဘယ်သူအောင်နေလဲမွေတွေအောင်နေတယ်တဲ့မွေတော်မှတကောင်နဲ့မဟုတ်ဘူးတဲ့၄ကောင်တောင်အောင်နေတာဘယ်နှကောင်အောင်နေ၄ကောင်အောင်နေတယ်အဲ့ဒီလိုပဲဟောဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဓာတ်ကြီး၄ပါးအောင်နေတဲ့တောင်ဖို့ကြီးပါနော်အယူအကျော်အသားတွေနဲ့တီဆောက်ထားတဲ့ဒီခန္ဓာကိုယ်မိဘနှစ်ပါးကနေပေါက်ပွားလာတဲ့အယူအကျော်အသားတွေနဲ့တီဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးထဲမှာဓာတ်မွေ၄ကောင်အောင်နေတယ်ဘယ်လိုအောင်နေဓာတ်မွေ၄ကောင်အောင်နေတယ်ဆိုတော့စဉ်းစားကြည့်စမ်းဘုန်းကြီးတို့ပရိသတ်တွေမွေအောင်နေတဲ့တောင်ဖို့ဆိုတာအန္တရာယ်မများဘူးလားကြောက်စရာမကောင်းလားအဲ့ဒီလိုပဲဒီခန္ဓာကိုယ်ကြီးဟာလည်းဓာတ်မွေ၄ကောင်အောင်နေတာအလွန်တရာကြောက်စရာကောင်းတဲ့ခန္ဓာနော်အစိတ်သေးတဲ့ခန္ဓာဘာခန္ဓာအစိတ်သေးတဲ့ခန္ဓာမယုံလို့ရှိရင်မနဲ့ချက်ထားတဲ့ထမင်းအိုးတွေကထမင်းကိုလက်လေးနဲ့နှိုက်လိုက်ညနေကျရင်ဘာဖြစ်ကဲထမင်းကသူ့ဟာသူနေသိုးလားဘာနဲ့ပေါင်းမိလက်နဲ့ပေါင်းမိတယ်တနည်းပြောရင်ဒီလက်ဆိုတာဓာတ်၄ပါးပဲနော်အဲ့ဒါကြောင့်မို့လက်စိတ်သိသွားတာဘာအစိတ်ဒါကြောင့်ဘုန်းကြီးတို့ကမုန်းရွက်တွေရှောက်ရွက်တွေလက်လေးနဲ့စိတ်လိုက်လို့ရှိရင်နောင်ပြန်ထွက်ရင်ဘာဖြစ်လူသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်အစိတ်သိတယ်လို့ခေါ်တယ်ဘာခေါ်လဲအစိတ်သိတယ်ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးဟာငကိုကလေးကအစိတ်ကောင်ကြီးဘာကောင်ကြီးလဲ
အစိတ်ကောင်ရဲ့အခုတရားနာရင်နဲ့ကြိုက်တယ်ခဲတယ်တောက်တယ်တင်းတယ်တရားထိုင်နေတော့ဟောနိုင်ဝက်လောက်ဆိုရင်ကြိုက်ခဲတောက်တင်းကဲမဖောက်ပြန်လာဘူးလားကဲဆရာတော်ကမရောက်လာရင်စိတ်မဆိုးနေဘူးလားဘုံညာလည်းခုထိမလာသေးဘူးဒီမှညစ်နေပြီနော်မျက်လုံးလေးဖွေလိုက်မရောက်သေးဘူးပလင်ပေါ်မှာထိုင်နေပြန်ဟိုကြည့်ဒီကြည့်တချို့အားလားကြည့်ပြန်ထိုင်နေပြန်သူကစိတ်မငြိမ်တော့ဘူးနော်ဘုံညာလည်းအိတ်နေလားမသိဘူးဘာလုပ်နေမလဲခုထိမလာသေးဘူးနေရထိုင်ရင်လည်းဘုံကြီးလှဲ့စိတ်ဆိုးတယ်ကိုယ်ခန္ဓာတက်ကဖောက်ပြန်နေတာအစိတ်သိနေတာမွေစိတ်တက်နေတာကိုကြည့်နော်အဲ့တော့မိမိတို့ကြိုက်တယ်ခဲတယ်ဆိုတာကမွေကြိုက်နေတာဘယ်သူကြိုက်ကဲပဂတိမွေလားဓာတ်မွေလားဓာတ်မွေကြိုက်နေတာယောက်ျားမိန်းမဆင်းရဲချမ်းသာမြည်သူမဆိုဓာတ်မွေအကြိုက်ခံရတာနော်အကြိုက်မခံရဘူးလားဒါကြောင့်ငါကောင်ကြီးလားမွေလေးကောင်အောင်းနေတဲ့တောင်ဖို့ကြီးလားအေးဒါကြောင့်မိတွေတော်ဂေါတမီကဟောခဲ့တာဗောချစ်သားတို့ချစ်သမီးတို့သင်တို့ရဲ့ခန္ဓာကိုယ်ဟာအာတိဝိသာလယသမေတဲ့အာတိဝိသဆိုတာကမွေကိုပြောတာအလယဆိုတာကတီယာသမေဆိုတာတူတာမွေလေးကောင်အောင်းနေတဲ့တီနေတဲ့တောင်ဖို့နဲ့တူတဲ့ခန္ဓာတဲ့နော်တရားတရားထိုင်လို့ရှိရင်အထူးဆန်းရှာမလားအစိတ်တက်တာကိုအကဲခါရမလားဘာအစိတ်တက်တုံးဓာတ်မွေအစိတ်နော်ဓာတ်မွေစိတ်ကြီးမတက်နေဘူးလားဒါကြောင့်ပေချာညံနဲ့စိုက်နှိုက်ပြီးကြည့်ခွဲခြားဝေဖန်ပြီးကြည့်လူချင်းစရာမဲ့မောစရာမဟုတ်ဘူးဓာတ်ကောင်ကြီးဓာတ်မွေကြီးဓာတ်နဲ့စုပေါင်းထားတာနော်ညကဘုန်းကြီးပြောတယ်လို့ပေါ့ရှုတုံးကြီးလို့လေကိုင်းထဲကနှိုက်လာတာချောင်းဆက်ကနှိုက်လာတာကရှုတုံးဘာတုံးကြီးလဲဟေးဘုရားငယ်တော့ဆိုရင်ဒါကိုင်းထဲမှာကြောင်းပိတ်ပြီးဆိုရင်ရှုတွေသွားနှိုက်လာနှိုက်လာပြီးလို့ရှိရင်အဲ့ဒါအယုတ်လောက်ကြတာခလေးသဘာဝနော်အဲ့ဒီမှာနွားယုတ်တွေဂျိုးယုတ်တွေလူယုတ်တွေမင်းသားမင်းသမီးပစိုးစိုးအဝတ်စုပ်လေးတွေသွားရှာအဲ့ဒါလေးကတ်ထဲတာပြီးလိုက်ဒါမင်းသားမင်းသမီးခလေးဆိုတော့ဒါငါအယုတ်ငါမင်းသားငါမင်းသမီးဒါငါနွားထင်တာနော်ကဲလူကြီးမျက်စိနဲ့ကြည်စမ်းပရိသတ်နွားလားရှုတုံးကြီးလားခလေးတွေကစားနေတာရှုတုံးကြီးနော်အဲ့တော့ပရိသတ်တွေကခလေးကြီးကြည်မလားလူကြီးကြည်မလားလူတရားအားထုတ်တာခလေးကြီးကြည်မလားလူကြီးကြည်မလားဟုတ်ပြီလူကြီးအမြင်နဲ့ကြည်နော်ခန္ဓာကိုယ်ထဲမှာဓာတ်ကောင်ကြီးဓာတ်ဖောက်ပြန်နေတာအပေါ်ရန်အကောင်ကြီးကပညာကောင်အထဲကဓာတ်ကဖောက်ပြန်နေတာဓာတ်မွေတွေအစိတ်တက်နေတာနော်ဘယ်သူလွတ်လဲဘယ်သူမှမလွတ်ဘူးအကြိုက်ခံနေရတာဟုတ်တယ်မဟုတ်လားအိမ်မှာနေတဲ့လူရောကဲဗုဒ္ဓဘာသာမှာဟုတ်တဲ့လူရောအေးဘာသာနဲ့မဆိုင်ဘူးဒါသဘာဝတရားနဲ့ပဲဆိုင်တာဘာနဲ့ဆိုင်ဗုဒ္ဓမြတ်စွာကသဘာဝတရားတွေကိုဟောခဲ့တာလူသားအလုံးအတွက်ဟောခဲ့တဲ့တရားနော်ဗုဒ္ဓဘာသာဒီအတွက်ဟောခဲ့တဲ့တရားမဟုတ်အလုံးအတွက်ဟောခဲ့တဲ့တရားဒီတရားကိုလေ့လာပြီးတော့ယုံကြည်သွားရင်တော့ဒါဗုဒ္ဓဘာသာလို့ခေါ်တာပေါ့နော်ဒီအမှန်ကတော့ဒီတရားဟာဗုဒ္ဓဘာသာဝင်ဖြစ်မှဒီလိုခန္ဓာထဲမှာဖောက်ပြန်တာမဟုတ်ပါဘူးဗုဒ္ဓဘာသာဝင်မဟုတ်ဘယ်ဘာသာမှမယူတဲ့လူလဲခန္ဓာ၅ပါးပဲဖြစ်တဲ့အတွက်ဓာတ်ကောင်ပဲဖြစ်တဲ့အတွက်ဓာတ်၄ပါးကတော့ဖောက်ပြန်မှာပဲနော်ဒါကြောင့်အပေါ်ယံဆိုင်ဘုတ်တီဖယ်လိုက်ပါယောက်ျားပဲမိန်းမပဲဥပဲသူဒေါ်ဘသူနာမည်ဆိုင်ဘုတ်တီဖယ်ပြီးတော့ခန္ဓာတွေကဓာတ်သဘာဝအဖြူတဲ့သက်ကိုအကဲခတ်ကြည့်စမ်းဟောဓာတ်သဘာဝပဲရှိတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့အထူးဆန်းရှာမလားဓာတ်ဖောက်ပြန်တာကိုအကဲခတ်ရမလားအဲ့ဒီဓာတ်ဖောက်ပြန်တာကိုရှုပါများရင်ဒါဉာဏ်နဲ့သွားတာဉာဏ်နဲ့သွားတော့ခန္ဓာဇတ်သိမ့်တဲ့နိဗ္ဗာန်ကိုရောက်တယ်နော်ခြေထောက်နဲ့သွားနေလို့ရောက်နိုင်ပါမလား
nhà đâu ngà phong như họ kể đấy nát ta lụ bỏ nó lôi tát ta nát ta ấy đi nát ta ở đây bao đâu ngà yết tiếp xí kể đấy lý giải ya yết tiếp gì sẽ cho vào là sông của tụi đặc cú này toa này là sông là mía sọp ya cả mấy cha đấy nó chi này đặc cú này toa lụ mà sông này bù đấy ok là ba này toa mà sông mà lấy rồi nhà này toa ba này toa nhà này toa mà thiên khá ra lô cả sông tạm mê hậu bị là đại gia cụ phong như vậy paritati của nhà miết sĩ phơi pin này bà đấy cái số lại ra đào bộ bama ikanda mabba tu lê đi đào bộ bama ikanda mabba tu lê đi nào đợt bài lấy số yoga miêu sông đi nê đông yoga miêu sông đi nê bông mắt đồng khanda va yoga miêu sông đi nê bông mắt đồng khanda va khanda sura yoga miêu sông đi nê lúc khanda lúc khó ra nó chỉ khanda chỉ là ba đi sông shi yoga tùyဟုတ်ကဲ့လားရောဂဝါတိကလေးဝရီတဲ့ချက်သားတို့ခြေသမီးတို့ဟောဒီခန္ဓာကိုယ်ကြီးကလေးဝရီဆိုတဲ့အပုတ်ကောင်ခန္ဓာကိုယ်ကြီးဟာရောဂဝါတိယောဂတွေနေတဲ့ခန္ဓာဘယ်သူတွေနေဘယ်သူကဟောခဲ့မိတွေးတော်ဂေါတမီဘယ်သူဟောခဲ့လဲမိတွေးတော်ဂေါတမီဖယားကိုစားဟောတာပေါ့နော်ဖယားဟောလို့သူသိရတယ်မဟုတ်လားဖယားဟောလို့သူသိရတဲ့တရားကိုနောက်လာနောက်သားအတွက်သူပြန်မဟောခဲ့ဘူးလားပြန်ဟောခဲ့တဲ့ရောဂဝါဒီကလေးဝရီခြေသားတို့ခြေသမီးတို့သင်တို့ရဲ့ဟောဒီခန္ဓာကိုယ်တလန်လောက်သောအပုတ်ကောင်ကြီးဟာယောဂမျိုးစုံတည်နေတဲ့ဘုံဌာနကြီးပါကွယ်တဲ့နော်ယောဂမျိုးစုံမတည်နေဘူးလားကဲကောင်းလားရတဲ့ခန္ဓာကြီးလေဘာကောင်းဟိုအမျိုးမျိုးယောဂတွေဖြစ်နေတာသွေးတိုးစီးကျိုးနှလုံးလေငန်းမျိုးစုံမဖြစ်ဘူးလားတနည်းအားကြာနေထဲမှာပါလာတယ်နော်ယဟန်တန်ဃာနဲ့စီးကျိုးယောဂတဲ့ဘာဖြစ်လို့လဲဆိုယဟန်တန်ဃာတွေကဒကာဒကမတွေကျွေးတာကိုဖုံးပေးရတယ်ကိုယ့်အကိုချက်စားလို့မရဘူးနော်အဲ့တော့ဒကာဒကမတွေလှူတာတန်းတာကိုဖုံးပေးရတယ်ဆိုတော့ဒကာဒကမတွေကလည်းသံဃာကိုမကောင်းတာလှူလားကောင်းတာလှူလားဟိုးကောင်းဆိုမှကောင်းပြီပေါ့နော်ကောင်းတဲ့ကောင်းအောင်မလုပ်ဘူးလားမဲစီဆိုရင်လည်းမြင်းများထက်ဟုတ်ကဲ့လားအချိုမဟုတ်ဆိုပိုးထက်ဘုန်းကြီးလှူမယ်လေဘာလုပ်နေတာဘုန်းကြီးကိုအစိတ်ကျွေးတာနဲ့တူတူဒါကြောင့်ဘုန်းကြီးတွေကလည်းဒါကြည်ပြီးစားရတယ်နော်အဲ့ဒါကြောင့်မို့ချက်တဲ့ပြုတ်တဲ့ခါမှာဒကာမတွေကလည်းပဲစေရနာတွေမလွန်ကဲပါနဲ့လို့နော်ကိုယ့်အကိုအိမ်မှာချက်တယ်လို့ချက်တနေ့ကကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟောပြောခွဲခွေတစ်ခုနားထောင်ရအဲ့ဒီမှာဆရာဝန်မကြီးနိုင်ငံခြားကဆရာဝန်မကြီးနိုင်ငံခြားမှာသွားပြီးတော့အလုတ်လုံနေတဲ့ဗမာပြည်ပေါက်ပေါ့လေနိုင်ငံခြားမှာသူကဆရာဝန်ဒေါက်တာမကြီးဗမာပြည်ပြန်လာပြီးတော့ကျမ်းမာရေးအသိပညာပြီးဟောပြောပွဲလုပ်တယ်ဗမာပြည်မှာအများဆုံးဖြစ်နေတာကသွေးတိုးစီးချိုကင်ဆာနော်အဲ့ဒါကိုကာကွယ်တဲ့အနေနဲ့မဖြစ်အောင်ဘယ်လိုနေထိုင်မလဲသူကရှင်းပြတယ်ဆေးပညာဆိုတာ2မျိုးရှိပါတယ်တဲ့အများအားဖြင့်ဗမာပြည်မှာကုသတဲ့ဆရာဝန်တွေကတော့အကျိုးကိုလိုက်တတ်တဲ့ဆရာဝန်တွေများပါတယ်တဲ့ဆိုလိုတာကလောကမှာအကြောင်းနဲ့အကျိုး2မျိုးရှိအကျိုးဆိုတာအလိုလိုဖြစ်တာမဟုတ်အကြောင်းကြောင့်ဖြစ်ဘာကြောင့်ဖြစ်အကြောင်းကြောင့်ဖြစ်တယ်အကြောင်းကိုမသတ်ရင်အကျိုးဘယ်တော့မှမသိဘူးနော်ဥပမာနဲ့ရှင်းပြတယ်ဆိုပါစို့တဲ့ရေပုံပိုင်းကရေဖွေထားတော့ရေတွေကတလဟောကျလာတော့
ကျမ်းကင်းမှာယေရှုတယ်ယေရှုတဲ့အခါကျတော့ကျမ်းကင်းယေရှုတာကိုပဲလိုက်သုံးနေတော့ဘယ်တော့6ဘုံပိုင်ကြီးပါလှုပ်ထားရေပုံမှန်ကြီးဖွေတာတော့အမြဲတမ်းဆိုနေဘလောက်တော့ခဏပဲတော့ကြပြန်ပြီးတော့ရေတွေဆိုအောင်မှာပဲเนาะအေးအဲ့ဒါကြောင့်မို့ဗမာပြည်မှာတဲ့အများဆုံးကုသနေတာကဒါဖြစ်ဒီဆေးတော့အဲ့ဒါအကျိုးကိုလိုက်တတ်တာဒါဖြစ်ရင်ဒီဆေးတော့သွေးတိုးရင်ဒီဆေးတော့စီးကျိုးဒီဆေးတော့နောက်တနည်းကတော့အကြောင်းကိုတတ်တဲ့ဆေးပညာတစ်မျိုးရှိတယ်နော်အကြောင်းကိုတတ်တယ်ဆိုတာဘာဖြစ်လို့ကြံကြီးယေရှုနေတယ်လဲဘုံပိုင်ဖွင့်ထားလို့နော်ဘုံပိုင်ဖွင့်ထားတဲ့အကြောင်းကြောင့်ယေရှုတယ်ကဲဘုံပိုင်ပိတ်လိုက်စမ်းယေရှုအောင်မလားအဲ့ဒါအကြောင်းကိုတတ်တာနော်အဲ့ဒီလိုပဲဒီခန္ဓာကိုယ်မှာဘာကြောင့်ဒီယောဂါတွေဖြစ်တယ်လဲအစားအသောက်နေထိုင်တွေနော်မှားနေလို့ဖြစ်တယ်ဆိုအစားအသောက်နေထိုင်ကိုလိုက်ပြင်လိုက်ရင်အကြောင်းပြင်ရင်အကျိုးသက်သာပြီးတော့ပျောက်သွားတယ်ဟုတ်ကဲ့လားအဲ့ဒါဒီဆရာဝန်မကြီးရဲ့ဟောပြောချက်အစဆုံးတော့နားမထောင်ရသေးပါဘူးအဲ့ဒါလေးဘုန်းကြီးသိတဲ့ဘောကြအဘိဓမ္မာနည်းတွေနဲ့သူရှင်းပြတယ်ဗုဒ္ဓအဘိဓမ္မာတွေလည်းသူလေ့လာထားတယ်အဲ့ဒါရှင်းပြတော့အလွယ်ဆုံးကတော့ဗမာပြည်မှာရလွယ်တာကမိဖို့ကြောင့်မအမျိုးသမီးတွေဆက်နွင်းပါတယ်လေအဲ့ဒါတနေ့ကိုအစာစားပြီးတိုင်းဘုန်းကြီးတို့လက်ဖက်စားစွန်းလို့ခေါ်တဲ့ teaspoon ပေါ့လေလက်ဖက်စားစွန်း teaspoon လို့ခေါ်တယ်နော်အဲ့ဒါကို4ပုံတစ်ပုံဆန်နွင်းကို4ပုံတစ်ပုံအဲ့ဒါကိုတန်လွင်စီနဲ့နေပြီးတော့တီးပြီးတော့စားပါတယ်ဗမာပြည်မှာတော့တန်လွင်စီရှားပါတယ်ဘုန်းကြီးတို့လွယ်တာကတော့ဘာနဲ့တီးမလဲပြားရည်ဘာနဲ့တီးမလဲလုံးမဟုတ်နှမ်းစီစစ်ရှားနော်နှမ်းစီအစစ်လေးနဲ့တီးပြီးတော့တနေ့ကိုဆိုပါစို့ဗျာဇီးကင်းလောက်လုံးထားနော်နေတိုင်းစားပြီးရင်ပေတိုစီဂျိုကင်ဆာမဖြစ်ဘူးတဲ့ဟုတ်ကဲ့လားဘုန်းကြီးကြည့်နေတိုင်းစားတယ်ဆန်နွေးစီနော်ဒီဆရာမပြောခင်တာဘုန်းကြီးစားနေတာကြာပြီဒီတလောပဲမစားပြေလို့မေ့နေတာဆန်နွေးကိုလုံးပြီးတော့စားတယ်ပြားရင်လည်းတီးပြီးတော့တနေ့ကိုနှလုံး3လုံးအမြဲတမ်းစားပါတယ်လို့နောက်ပြီးတော့အသီးရွက်နဲ့ပတ်သက်ရင်ဗမာပြည်မှာလွယ်တာကဟင်းနုနွယ်မလွယ်ဘူးလားလွယ်လိုက်တာဈေးကပေါ်နဲ့နော်အင်္ဂလိပ်ဈေးတောက်ရင်ဒီယောဂါကိုပျောက်စေတယ်လို့တောက်ရင်တခုတော့ပျောက်မယ်9ခုကကိုယ်စီပြန်လာမယ် side effect ပေါ့ဆိုးကျိုးကကိုယ်စီပြန်လာတယ်9ခုကနော်အဲ့ဒါကြောင့်မို့ဆရာမကြီးကသူပြောတယ်သူ့ကိုကြည့်ပါတဲ့သူဟာအင်္ဂလိပ်ဈေးဆိုရင်တခုမှမတောက်ဘူးတဲ့ဆရာဘောနော်အင်္ဂလိပ်ဈေးမတောက်ဘူးအဲ့ဒါဘာတောက်လဲခုနကဘုန်းကြီးပြောသလိုဆန်နွေးဈေးသူတောက်တယ်ပြီးတော့မြင်းခွာရွက်မြင်းခွာရတယ်လေခုနကပြောတာဗာလဲဟင်းနုနွယ်နောက်ကော်ပီဒုတ်ကော်ပီပန်းမော်လာဥနီအဲ့ဒါတွေကိုရေတွေစင်အောင်ဆေးဗမာပြည်မှာတော့ပိုးသတ်ဆေးတွေဖြန်းတာများတယ်အဲ့ဒါရေစင်အောင်ဆေးစားရင်နဲ့ဆေးဟုတ်ကဲ့လားနှစ်ပြန်သုံးပြန်လောက်ဆေးကြောပြီးရင်အဲ့ဒါကိုဘုန်းကြီးတို့စက်ကလေးနဲ့မှွေလိုက်လို့မဟုတ်ရင်လည်းဆုံလေးနဲ့ထောင်လက်ကလေးနဲ့ညှစ်အရည်တွေတောက်ပြီးအဖတ်တွေစားပြီးရင်ကင်ဆာယောဂမဖြစ်ဘူးတဲ့ဟုတ်ကဲ့လားကော်ပီဒုတ်ကော်ပီပန်းဟာကင်ဆာမှာဘယင်လို့ပြောပါတယ်ဒါနိုင်ငံခြားကနော်သုတေသနပြုပြီးတော့စမ်းသပ်တွေ့ရှိချက်တွေပါဒါကြောင့်အစားအသောက်နေထိုင်တဲ့ခန္ဓာကိုယ်လည်းပြင်ရတယ်ငကိုယ်တဲ့ခန္ဓာဆိုတာယောဂဒုံကြီးလေငကိုယ်ကဘာလဲယောဂဒုံကြီးဆိုတော့ကိုယ်အပြင်ကနေယောဂအားပေးတဲ့အစာတွေထပ်စားရင်ပို့ပြီးတော့ဒုက္ခမပေးဘူးလားနောက်တစ်ခုစီတဲ့ဗမာပြည်တဲ့သွင်းတဲ့စီတွေကအများအပြားမသတာများတယ်နှစ်ပြန်သုံးပြန်ကြော်ထားတဲ့စီတွေပါနော်နိုင်ငံခြားမှာဟိုတယ်ကြီးတွေကအကြံတွေကိုပြန်လည်သဆင်ပြီးတော့စီပုံးနဲ့ထည့်ပြီးတော့ဗမာပြည်တဲ့ကိုသွင်းတာပါအဲ့ဒါကိုဘုန်းကြီးတို့ကပြန်ပြီးတော့စားသုံးနေရတာစားသုံးရတဲ့အခါကျတော့ဗမာပြည်တဲ့ပြန်ရောက်တော့အင်ရှင်မတွေကဘလို့ချက်ပြန်လဲဆိုတော့စီသက်ချက်ဘလို့ချက်စီသက်ချက်တော့ဒီစီကပရိသတ်ရေဓာတ်အိုးသတ္တုအိုးတွေနော်အောက်ကမီးထိုးလိုက်တယ်စီလေးထည့်လိုက်တော့ဓာတ်ပြုတ်သွားပြီခမီကယ်တွေနဲ့ဓာတ်ပြုတ်ပြီးတော့ဒီစီဟာတဘာဝဓာတ်တွေပြတ်သွားပြီပြတ်သွားပြီးတော့ဓာတ်တွေကခဲပြီးတော့စားလိုက်လို့ရှိရင်အစာမကြေတော့ဘူးဒီအစီတွေဟာ
အမတန်သေးငယ်တဲ့ခန္ဓာကိုယ်ကသွေးကြောတွေစီကိုမရောက်သွားဘူးလားနောက်တော့ဘာဖြစ်လာမလဲဆိုရင်ရေပိုက်မှာကြီးတွေပိတ်တယ်လို့ဘာဖြစ်ကုန်သွေးကြောလေကြောတွေပိတ်လေဖြတ်မယ်ကင်ဆာဖြစ်မယ်တဲ့အဲ့ဒီဆရာမကြီးကရှင်းပြနော်ဒါကြောင့်အစားအသောက်တွေလည်းပြင်ကြပါလို့ဒါလည်းပြောချင်ပါတယ်အစားအသောက်လည်းပြင်ကြနော်စီများတိုင်းစားလို့ကောင်းတာမဟုတ်ပါဘူးလို့ချက်တဲ့ပြုတ်တဲ့လူလည်းပဲအဲ့ဒါတတိထားအိမ်မှာတက္ကမကဒါတာဝန်ယူထားတော့ချက်တာပြုတ်တာစားတာတောက်တာအချိုမုတ်တွေကစားအားလို့ပြင်ပါလျှော့ပါဒီတော့မှမိမိတို့ကျမ်းမာအသက်ရှည်မှာဖြစ်ပါတယ်တရက်အသက်ရှည်နေရရင်တရက်သာသနာနဲ့တွေ့တော့တရက်ဒါနသီလဘာဝနာမလုပ်နိုင်ဘူးလားသူလုပ်နိုင်တာပေါ့မနေ့ကသေသွားတဲ့လူနဲ့ဆိုင်ဒီကနေ့ကြံတဲ့လူကတရက်ပိုကုသိုလ်ရအောင်မလုပ်နိုင်ဘူးလားဒါကြောင့်ပရိသတ်များကိုယ့်အသက်ကိုလည်းကိုယ်စောက်ရှောက်ကြနော်နဂူရဲကိုကဒီခန္ဓာကြီးဟာယောဂတုံယောဂခဲနဂူရဲကပါလဲယောဂတုံယောဂခဲယောဂကောင်းကြီးတဲ့ဗျာဒါကြောင့်သွေးတို့စီကျိုးနှလုံးလေးငန်းရထားတာကဒုက္ခတုံကြီးရထားတာဘာကိုရထားဥဝဲနဲ့အမိဝမ်းကကြွလာကြရဘာဒုံကလေးမွေးလာယောဂတုံးလေးအချစ်တုံးလေးမဟုတ်ဘူးလားဟမ်မွေးလာတော့အမလေးယူရလေအချစ်တုံးလေးချစ်တုံးလေးအဖွားတွေအဖိုးတွေဆိုပူတော်ကဲသေးတယ်နော်မြီးမှာအနှစ်တဲ့ဟုတ်ကဲ့လားအနှစ်တုံးကြီးလေအချစ်တုံးကြီးလေအဲ့ဒါကြီးပရိသတ်တကယ်တမ်းတရားတော်နဲ့ကြည့်ရင်ယောဂတုံးပဲခန္ဓာရတာနဲ့ယောဂရလာပြီးခန္ဓာရတာနဲ့တယောက်ငယ်စဉ်မှာလဲယောဂနဲ့မွေးလာတဲ့ကလေးတွေမရှိဘူးလားရှိပါတယ်မိတွင်ထဲမှာပဲအသားဝါအသေးရောင်နော်ကလေးတွေမွေးလာတာအမျိုးမျိုးပေါ့ဗျာဒါကြောင့်မို့တို့ခန္ဓာကြီးရထားတာယောဂတုံးယောဂခဲကြီးပဲဆိုတာကိုဆင်ញင်တရားမှတ်တိုင်းမှတ်တိုင်းအမျိုးမျိုးဖောက်ပြန်နေလဲယောဂတုံးကြီးနှိပ်စက်နေတော့ယောဂတုံးကြီးနှိပ်စက်နေတာလို့ညင်းဝေအောင်ရှုရတယ်နော်အထူးဆန်းရှာမလားယောဂနှိပ်စက်တာမြင်ရမလားယောဂနှိပ်စက်နေတာမြင်အောင်ကြည့်တရားထိုင်နေကြိုက်တယ်ခဲတယ်ဖောက်ပြန်တယ်ခံနိုင်တယ်ညပြီးခံပြီးကြည့်မခံနိုင်ရင်တော့ပြင်ပေးပြောင်းပေးရွှေ့ပေးပြီးပြန်မှဟုတ်ကဲ့လားယောဂဒုံကြီးဘာဒုံကြီးလဲယောဂဒုံကြီးဆိုလိုက်စမ်းယောဂမျိုးစုံဒီနေပုံမတ်တုံခန္ဓာပါယောဂမျိုးစုံဒီနေပုံမတ်တုံခန္ဓာပါနောက်တစ်ပိုက်လိုက်ဆိုဆင်းရဲမျိုးစုံဒီနေတုံဆင်းရဲမျိုးစုံဒီနေပုံမတ်တုံခန္ဓာပါဆင်းရဲမျိုးစုံဒီနေပုံမတ်တုံခန္ဓာပါဒုက္ခသံဃာတိတဲ့ဒုက္ခဆိုတာဆင်းရဲသံဃာတိဆိုတာအစုအပုံဒုက္ခအစုပုံကြီးပါဘာအစုပုံကြီးလဲနိဗ္ဗိန္ဒဒုက္ခသံဃာတိချစ်သားတို့ချစ်သမီးတို့ဟောဒီခန္ဓာကိုယ်ရဒုက္ခအစုပုံကြီးအလွန်တရာညှင်းငွေ့စရာကောင်းတယ်ကွယ်လို့ဘသူဟောခဲ့မိတွေးတော်ဂေါတမီဘသူဟောခဲ့လဲတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးနော်အာသဝကုန်ခန်းနေတဲ့ယဟန္တာထေရီမကြီးကိုယ်တိုင်မဟောခဲ့ဘူးလားဟောခဲ့တာကိုသံဃာယနာ6တန်တင်ခဲ့တာနော်ကဲမမှန်ဘူးလားဆင်းရဲမျိုးစုံခန္ဓာထဲမှာကိုယ်ဆင်းရဲစိတ်ဆင်းရဲကဲဆင်းရဲမျိုးစုံမရှိဘူးလားပင်ပန်းလိုက်တာဆင်းရဲလိုက်တာကြိုက်လိုက်တာခဲလိုက်တာဟောဆင်းရဲတယ်ဆင်းရဲဒုံကြီးပဲနော်ကဲစိတ်လည်းတစ်ခါတခါမဆင်းရဲဘူးလားတခြားမှာဆင်းရဲနေတာလားခန္ဓာထဲမှာဆင်းရဲနေတာလားကိုယ်စိတ်တဲ့ခန္ဓာတဲ့ဆင်းရဲနေတာနော်စိတ်ဆိုတာလည်းခန္ဓာပဲနာမ်ခန္ဓာခေါ်တာပေါ့ဒီအကူကောင်ကြီးကတော့ယုတ်ခန္ဓာကိုယ်ကောင်ကြီးကဘာခန္ဓာစိတ်ကတော့ဘာခန္ဓာနာမ်ခန္ဓာယုတ်ခန္ဓာနဲ့နာမ်ခန္ဓာ2မျိုးဟုတ်ကဲ့လားကဲမဆင်းရဲဘူးလားဆ
သာရေးသမီးစီးပွားရေးလူမှုရေးအိမ်တောင်ရေးဟိုရေးဒီရေးတွေကြောင့်စိတ်ဆင်းရဲမယ်ကဲခန္ဓာကိုယ်ဟာလည်းပဲတခါတခါလုတ်ကန်ရှာဖွေရင်းနဲ့လည်းမဆင်းရဲဘူးလားဆင်းရဲတယ်ကဲတရားထိုင်လည်းမဆင်းရဲဘူးလားတရားထိုင်လို့ဆင်းရဲတယ်ဆိုတာကကုသိုလ်ရနေတာဘာရလဲဩဆင်းရဲတော့ဆင်းရဲကြကြီးပါလားဆိုတော့သူအကဲခတ်နေတော့ကိုယ်မှာလောဘဒေါသတွေမာနတွေအတ္တတွေငြိမ်းပြီးတော့ကုသိုလ်စိတ်ဖြစ်တယ်လို့ခေါ်တယ်ဟုတ်ကဲ့လားဘုန်းကြီးတို့ပရိသတ်တွေမှာမျက်စိနှလုံးပွေ့နော်အိတ်ချိန်ကိုဖယ်လိုက်ကြံတဲ့အချိန်မှာသွားလာလှုပ်ရှားနေတဲ့အချိန်မှာကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးဖြစ်တယ်ဘာနဲ့ဘာဖြစ်ကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးဖြစ်တယ်နော်အဲ့တော့ကုသိုလ်ဖြစ်မဖြစ်ဘာဖြစ်နေအကုသိုလ်ဖြစ်နေတယ်တယောက်အိမ်မှာလာဟသနေအကုသိုလ်ဖြစ်တာများတယ်တယောက်တချို့ကနားမလဲတော့လေဘာပြောလဲအိုကွာတဲ့တို့အားတဲ့သူများကိုဘာမှမကောင်းတာလုပ်တာမဟုတ်ဘူးတဲ့ကိုယ်အိမ်မှာကိုနေတာပဲကွာတဲ့ဘာအပြစ်ရှိလို့လဲကွာတို့ဟာကိုယ်ထမင်းကိုစားတာကွာတဲ့ဘာအပြစ်ရှိလို့လဲတဲ့မသိလို့ပြောတာနော်ဘာလို့ပြောတာလဲသိလို့ပြောတာလားတတ်လို့ပြောတာလားမသိမတတ်လို့ပြောတာလားအေးမသိမတတ်လို့ပြောတာအမှန်ကတော့မိမိတို့ဒီကုသိုလ်စိတ်မဖြစ်အကုသိုလ်စိတ်ဖြစ်နေတာပဲဘာဖြစ်နေအကုသိုလ်စိတ်တောင်တွေးမြောက်တွေးဆုံးလောဘစိတ်တွေဖြစ်ဒေါသစိတ်တွေဖြစ်မောဟစိတ်တွေဖြစ်နေတာအဘိဓမ္မာသင်ပြီးကိုယ်စိတ်ကိုသရုပ်ပြန်ခွဲကြည့်ရင်ပိုသိတယ်နော်အဲ့တော့ဒီအကုသိုလ်စိတ်ဖြစ်မဲ့အစာကဲခန္ဓာကိုယ်ထဲမှာညံသွင်းပြီးတော့ပေါ်ရလေးရှုနေတော့ကုသိုလ်စိတ်လေးဖြစ်တော့မကောင်းဘူးလားအဲ့ဒါကိုယ့်အတွက်အမြတ်ထုတ်နေတာအရှုံးတွေကအမြတ်ထုတ်တာဘယ်ထဲကပါထုတ်အရှုံးတွေကအမြတ်ထုတ်တယ်နော်ဘယ်လိုထုတ်လဲထုတ်တတ်ပြီလားစဉ်းစားကြည့်လေအမြဲတမ်းဖောက်ပြန်နှိမ့်ဆက်အိမ်မှာလေးပဲယောဂမျိုးစုံဆင်းရဲမျိုးစုံနဲ့မနှိမ့်ဆက်နေဘူးလားအခုကဘုန်းကြီးကပရိသတ်တွေကိုမျက်စိဖွင့်ပေးလိုက်လို့မှမြင်လာတာနော်အရင်တုန်းကရိပ်မိလားမရိပ်မိဘူးဖာသီးဖာသာနေတာပဲအခုတော့အသိဉာဏ်လေးဖွင့်ပေးလိုက်တော့အော်ဟုတ်တာပဲဆိုတာသဘောပေါက်လာတယ်ပေါက်လာတော့အိမ်မှာနေလဲအကုသိုလ်နဲ့နေလဲပဲကြိုက်မယ်ခဲမယ်ဒုက္ခမျိုးစုံနဲ့ပဲအခုလိုတရားမှတ်ပြီးနေတော့လည်းပဲကြိုက်မယ်ခဲမယ်ဒုက္ခမျိုးစုံနဲ့ပဲကုသိုလ်ရတယ်ကဲအကုသိုလ်ရတဲ့ဒုက္ခနဲ့ကုသိုလ်ရတဲ့ဒုက္ခနဲ့ဘယ်လိုနေရင်ကောင်းဟေးကုသိုလ်ရတဲ့ဒုက္ခနဲ့နေတာကကောင်းတာဗောဟုတ်တယ်မဟုတ်လားအဲ့ဒါကိုအမြတ်ထုတ်တယ်လို့ခေါ်တယ်ဘာလို့ခေါ်လဲကဲဆိုပါစို့ခြံနဲ့စိုက်ထားတယ်တရက်သီးတွေမှဲ့တရက်သီးတွေအမှဲ့တော့လွန်နေပြီဒီတိုင်းစားလို့ရှိရင်တော့မကောင်းတော့ဘူးဝန်းယောဂါတွေကြောက်ရတယ်နော်ပြစ်လိုက်ရမှလည်းနှမျောတယ်ကဲဒါလေးကိုကျိုးမယ်မုတ်ကလေးလှုပ်မယ်ဆန်လေးကောင်ညင်းလေးနဲ့ရောသမမှုရပြီးတော့ကဲမုတ်လို့လိုက်စမ်းတရက်သီးမုတ်ပိန်းနေသီးမုတ်မဖြစ်သွားဘူးလားကဲရှုံးလားမြတ်အဲ့ဒါအမြတ်ထွက်တာပေါ့ပြစ်လိုက်ရမယ်တူတူဟုတ်ကဲ့လားအဲ့ဒီလိုပဲဒီခန္ဓာကြီးဟာဒီတိုင်းထားရရင်ပရိသတ်ကိုင်နေခဲနေဖောက်ပြန်နေနှိပ်စက်နေအိမ်ထဲရက်ထဲမှာဆိုလဲဟီလာဟာလာအကုသိုလ်တွေနဲ့ပဲအလကအလဟသအချိန်မကုန်သွားဘူးလားကုန်သွားမယ်အစအခုလိုတရားစခန်းမှာလာတော့ကဲအိမ်ကမိဘလဲစိတ်မချမ်းသာဘူးလားစိတ်မအေးဘူးလားအေးတာဘုန်းကြီးလည်းအပ်ထားတာပဲဟုတ်တယ်ဟုတ်လားတချို့ကလည်းလာတယ်လေအရှင်ဘုရားဟောဒီမှာတပြည့်တော့သမီးလေးအပ်ပါတယ်ဘုရားအေးအပ်ထားပါမပူနဲ့မဲ့တစ်ပေါက်မစွန်းစေရဘူးပြန်သွားရင်စိတ်ချမ်းသာကိုချမ်းသာတယ်ဟုတ်တယ်မဟုတ်လားအရက်ထဲမှာဆိုမနေ့ကတပတ်ခါဆိုရင်စိတ်ပူပါပြီမလီပြန်မရောက်ပါမလားပြန်မရောက်ပါမလားကိုသားသမီးတွေနော်စိတ်ချမ်းသာကိုချမ်းသာနဲ့ပြန်မရောက်ပါမလားဘာများသတင်းကြားမလဲရင်နဲ့ပူနေတာနော်မိဘအတိုင်းဒီလိုမခံစားရဘူးလားခံစားရတယ်တယောက်ကြည်စမ်းကုသိုလ်လည်းရတယ်မိဘတွေလည်းစိတ်မချမ်းသာဘူးလားတယောက်လာအထုတ်နောက်နှစ်ကြရင်လေဟုတ်ကဲ့လားနေရာထိုင်ခင်းတွေအားလုံးပရိသတ်တွေအတွက်လှုပ်ထားပြီးအဆင်ပြေအောင်နော်လှုပ်ထားပြီးတယ်ဆောက်ဘလောက်ဆောက်ပြေးလာတာပဲနောက်ကြောင်းတစ်လုံးဆောက်ပြန်ပြေးလာပြန်တာပဲဒီအဲ့တော့ဒါကတော့ဘုန်းကြီးတို့ပရိသတ်ကောင်းတဲ့လက္ခဏာပေါ့နော်ခ
န္ဓာထဲမှာအပြစ်မြင်အောင်ကြည်ဒုက္ခအစုပုံကြီးဘာအစုပုံကြီးလဲဒုက္ခအစုပုံကြီးနိဗ္ဗိန္ဒာတဲ့ညီးငွေ့စရာအလွန်ကောင်းတယ်တဲ့ဘလို့နေပါလိမ့်ညီးငွေ့စရာကောင်းတယ်သူတော်ကောင်းတွေကညီးငွေ့တယ်နော်ဒီခန္ဓာကြီးရတာသူတော်ကောင်းတွေကဘလို့နေညီးငွေ့ဆက်ဆုပ်တယ်ဟုတ်ပြီလားကဲဆိုလိုက်စမ်းနောက်တစ်ပိုက်အိုနာသေးဆုံးကျက်စားကုန်အိုနာသေးဆုံးကျက်စားကုန်မတ်တုံခန္ဓာပါအိုနာသေးဆုံးကျက်စားကုန်မတ်တုံခန္ဓာပါအိုနာသေးတွေကျက်စားတဲ့ခန္ဓာဒီခန္ဓာကြီးကဘယ်သူကျက်စားနေအိုနာသေးကျက်စားနေတဲ့အိုနာသေးရဲ့စကြက်ဘယ်သူစကြက်အိုမင်းပိုင်နဲ့သေမင်းပိုင်နဲ့သူစကြက်နော်ကဲဘူးအိုမင်းကနေပရိသတ်တွေကျက်စားနေဘူးမအိုလာဘူးလားအဲ့ဒါခန္ဓာကအိုမင်းရဲ့စကြက်ပဲငယ်ငယ်တုန်းကနဲ့တူသေးလားတူတော့ဘူးငယ်ငယ်တုန်းကဆိုရင်မှန်သိကြိုက်တာပေါ့အယုတ်ဆိုးလေးမှန်ကြိုက်လေပဲကြီးလာရင်မှန်ကြိုက်သေးလားဘာဖြစ်လို့ပို့ပြီးအယုတ်ဆိုးသွားလို့ဘုန်းကြီးတို့ကြာပါပြီတရားလှည့်ဟောရင်နဲ့ရွာတရားရောက်သွားတယ်ရွာတရားရောက်တော့ကထိန်တရားပွဲမနဲ့ကြရင်တရားဟောရမယ်ကထိန်တရားပွဲအဲ့ဒါညဘက်ကျိန်းဆက်အမိပေါ့အဲ့ဒါဘုန်းကြီးကြွားသွားညလဲဟောမနဲ့ကြရင်လဲအနုမောဒနာကထိန်ဟောအဲ့တော့ဘုန်းကြီးအဲ့ဒီကျောင်းမှာရွာကျောင်းမှာကျိန်းတော့ပတ်ဝန်းကျင်ကဆရာတော်သမတော်ကြီးတွေလည်းပြေပေါ့လေပြီးတော့အဲ့ဒီမှာသက်တော်80ကျော်ဆရာတော်ကြီးတစ်ပါးလည်းပါလာတော့ဘုန်းကြီးနဲ့စကားလေးထိုင်ပြောနေမှာအိတ်ခင်လေးဘာပြောလဲဆိုတော့ဥက္ကောတန်လာတပည့်တော်လေးတဲ့အခုအသက်ကြီးလာတော့လေမှန်ရှိရတော့မဖြတ်လျှောက်ချင်တော့ဘူးတဲ့ဘလို့ဖြစ်လို့တော့ဆရာတော်အေးกว่าတဲ့ငါကလေးတဲ့ငယ်တော့မှန်သိကြိုက်တာกว่าတဲ့အခုကငါမှန်တော့မကြည့်ရတော့ဘူးกว่าတဲ့ဘလို့ဖြစ်လို့တော့ဆရာတော်မင်းကြည့်စမ်းပါဦးกว่า80ကျော်ကြီးဆိုတော့အိုတွနေပြီပေါ့กว่าတဲ့နော်ဒါဆရာတော်ကြီးတပါးပြောတာဟုတ်ကဲ့လားဒါကြောင့်အသက်ကြီးလာလေကဲအိုမင်းပိုင်နေဆိုတော့အိုမင်းကမစားထားဘူးလားအိုမင်းကကြိုက်စားတာတော့ပရိသတ်အယုတ်ဆိုးအကြီးတန်းအိုရုပ်ကြီးမပေါက်လာဘူးလားမြက်ပင်ဒီတခါတည်းနုလို့မြက်ခင်းတယ်နွားဝင်စားသွားရင်နုတာတွေကုံကျန်းတာလေးတွေအတုအထောင်လေးတွေအတုအပြက်ကလေးနဲ့ကြည့်လို့ကောင်းလားအဲ့ဒီလိုပဲအခုပရိသတ်ရဲ့ခန္ဓာကိုယ်မှာဇရာတရားကြိုက်စားထားလိုက်တာကြည့်လို့ကောင်းသေးလားကုံပြီးကောင်းကစပင်လဲနော်အိုမင်းကပရိသတ်တွေကိုမကြိုက်စားသွားဘူးလားကြိုက်စားသွားပြီအသားကြီးတွေလည်းတိုလာပြီသွားတွေကျိုးလာပြီခါးတွေကုန်းလာပြီဒီလိုမဟုတ်လားဘယ်သူကြိုက်စားနေတာလဲအိုမင်းဟောသွေးတိုးစီးကျိုးကင်ဆာလာတော့မယ်ဘသူကြိုက်စားမလဲနာမင်းဟုတ်ကဲ့လားနောက်ဆုံးကြတော့သင်မင်းကမကြိုက်စားဘူးလားအိုခြင်းနာခြင်းပေခြင်းဆိုတဲ့တရားတွေကြိုက်စားနေတဲ့စကြက်ခန္ဓာကြီးပါငါပိုင်တာမဟုတ်ဘူးနော်ငါခန္ဓာလားငါလင်ငါမယားလားငါသားငါသမီးလားငါတကာငါဆရာလားဟုတ်ဘူးတကယ်တမ်းကြတော့အိုမင်းနာမင်းသေမင်းတွေရဲ့စကြက်တဲ့ဘသူဟောခဲ့ထားပါလိမ့်မိတွေးတော်ဂေါတမီတဲ့နော်အေးဒါကြောင့်ဆိုလိုက်စမ်းအိုနာသေးဆုံးကျက်စားကုန်မတ်တုံခန္ဓာပါညစ်ကြေးမျိုးစုံပြည့်မျိုးစုံညစ်ကြေးမျိုးစုံပြည့်မျိုးစုံမတ်တုံခန္ဓာပါညစ်ကြေးမျိုးစုံပြည့်မျိုးစုံမတ်တုံခန္ဓာပါအညစ်အကြေးတွေပြည့်နေတဲ့ခန္ဓာနော်နာနာကလိမလာကိန်းနေတဲ့အညစ်အကြေးတွေရောပြနေတဲ့ခန္ဓာကိုယ်ကြီးပါဒီခန္ဓာကိုယ်ကြီးကဘာတွေရောပြနေလဲ
ညစ်အကြေးတွေတဲ့နော်နတ်တွေသလိပ်တွေချွဲတွေကျင်းကြီးတွေကျင်ငယ်တွေနဲ့မရောထွေးနေဘူးလားမဆက်ဆက်နေဘူးလားအေးတကယ်ယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးငါကောင်းကြီးမဟုတ်ဘူးတဲ့နော်အဲ့ဒါကိုပဲဘုန်းကြီးတို့ပရိသတ်တီကနေညအမျိုးမျိုးတတ်နဲ့မပြုတ်ပြင်းနေရဘူးလားမပြုတ်ပြင်းလဲလူကြားသွားလို့မတော်ဘူးလေဟုတ်ဘူးလားအေးညစ်ကြေးနေတဲ့အညစ်ကြေးမျိုးစုံပြည့်နေတဲ့ခန္ဓာကိုယ်ကြီးနတ်တွေတလိပ်တွေချွဲတွေကျင်းကြီးတွေကျင်ငယ်တွေနဲ့ရောပြန်းနေတဲ့ခန္ဓာကြီးဒါကိုအမျိုးမျိုးသတ်ရှင်းအောင်ကြည့်လို့ကောင်းအောင်လူကြားတဲ့သွားလို့တည်တယ်အောင်ဆိုပြီးတော့နေညပြုတ်ပြင်းပေးနေရတယ်အဲ့ဒါကဒုက္ခဟုတ်တယ်မဟုတ်လားဒုက္ခမဟုတ်ဘူးလားဒုက္ခဒါကြောင့်ဘုန်းကြီးတို့ဒီဒုက္ခတွေလူတိုင်းမှာဒုက္ခရှိတယ်အဲ့ဒီဒုက္ခတွေကိုသက်နဲ့နော်ဖြေရှင်းလို့ရအောင်ဆိုပြီးတော့ရေချိုးကန်းသတ်စင်ကန်းအားလုံးကောင်းမွန်လှုပ်ထားပြီးတယ်နော်ဟေးဒီရေချိုးကန်းတွေသတ်စင်ကန်းတွေအဆင်မပြေရင်ပူမဆင်းရဲဘူးလားပူဆင်းရဲတယ်ခရီးသွားရင်ပူသိတယ်နော်ခရီးသွားလို့ရှိရင်အဲ့ဒီလိုဟုတ်လားသစင်ကန်းတွေမရှိရင်အင်မတန်ဆင်းရဲတာပဲဒါကြောင့်မို့ဒုက္ခနာကိုကြီးကအညစ်အကြေးကြီးငယ်စို့တိုင်းမှာတဲဆင်းရဲတဲ့ခန္ဓာကိုယ်ကြီးတဲအညစ်အကြေးတွေပြည့်နေတဲ့ခန္ဓာကိုယ်ကြီးလို့မြင်အောင်ကြည့်ဒီခန္ဓာအရင်တည်ပြီးတော့ဒီကုသိုလ်တွေရအောင်ယူရမှာနော်ဒီခန္ဓာကြီးကအနှစ်သာရမရှိဘူးကုသိုလ်ကသာကိုယ့်အတွက်အနှစ်သာရနော်အာထုတ်ကြည်ကြံတဲ့ဒီဘဝမှာပါရမီမပြည့်သေးလို့မရရင်လည်းကိစ္စမရှိဘူးကုသိုလ်ပါရမီပါသွားတော့နောင်ဖရာသာသနာမှာကဲတရားဓုတရားမြတ်မရနိုင်ဘူးလားရနိုင်တယ်တဲ့ကြောင့်အာထုတ်စမ်းပါနော်ကဲဆိုလိုက်စမ်းအများနှစ်သာဆက်ဆန္ဒာမတ်ပါဤခန္ဓာအများနှစ်သာဆက်ဆန္ဒာမတ်ပါဤခန္ဓာအများနှစ်သာဆက်ဆန္ဒာမတ်ပါဤခန္ဓာပရာယတ်ဒီခြေသားတို့ခြေသမီးတို့သင်တို့ငါတို့ရဲ့ဟောဒီခန္ဓာကိုယ်ကြီးကအများနဲ့ဆက်ဆံနေတဲ့ခန္ဓာကိုယ်ကြီးပါဘာနဲ့ဆက်ဆံအများနဲ့ဆက်ဆံတယ်နော်ကြည်စံပရိသတ်တွေးတိုးနဲ့ဆက်ဆံစီဂျိုနဲ့ဆက်ဆံယောဂမျိုးစုံနဲ့မဆက်ဆံဘူးလားကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေနဲ့မဆက်ဆံဘူးလားအပြင်ကလည်းအစီရင်နဲ့အမျိုးမျိုးလက်တလို့ရုပ်တရက်တွေကြောက်လဲနာနိုင်ဒဏ်ရာရနိုင်တယ်မဆက်ဆံဘူးလားဆက်ဆံတယ်ဟုတ်ကဲ့လားညာဘုန်းကြီးပြောသလိုပေါ့ကြည်စံအချိန်ပိုင်းကလေးစက္ကပိုင်းကလေးမိနစ်ပိုင်းလေးမှာငါတို့သေရတော့မယ်ဒီဒုက္ခကြီးနဲ့ကြိုမသိပဲနဲ့ပျော်တဲ့လူကလည်းပြောနေမှာပေါ့နော်ဟေးဟိုအကြောင်းဒီအကြောင်းဟေးလာဟာလာရည်စရာမောစရာလည်းပြောချင်ပြောနေမှာပေါ့ဒီအချိန်မှာကဲကားကဲတိုက်ကြပြီးတော့ကဲမီးတွေလောင်မသေးရဘူးလားကဲဘယ်သူနဲ့ဆက်ဆံအများနဲ့ဆက်ဆံတဲ့ခန္ဓာဟုတ်ကဲ့လားဒီခန္ဓာကြီးကသေစရာအကြောင်းအမျိုးမျိုးနဲ့မဆက်ဆံဘူးလားကားတိုက်ပြီးတော့သေနိုင်တယ်မီးလောင်ပြီးတော့သေနိုင်တယ်လေရင်ပြက်ပြီးတော့သေနိုင်တယ်ဟုတ်ကဲ့လားအစာမှားအနေမှားပြီးတော့လည်းသေနိုင်တယ်အစိတ်ဖြစ်ပြီးတော့လည်းသေနိုင်တယ်ကဲအများနဲ့မဆက်ဆံဘူးလားအေးအများနဲ့ဆက်ဆံတဲ့ခန္ဓာကိုယ်ကြီးအနည်းဆုံးတော့မှဲ့တွေချင်းတွေရည်တွေနဲ့ဆက်ဆံနေတာပဲနော်ဟိုတရားထိုင်နေဆိုရင်ချင်းကြိုက်ရင်ကြိုက်မယ်မှဲ့ကြိုက်ရင်ကြိုက်မယ်ရင်ကောင်းတွေနားချင်နားမယ်မဆက်ဆံနေဘူးလားအပြင်ကနေပြီးတော့ဖုံတွေသေးတွေကဲခန္ဓာကိုယ်မှာလက်တင်မယ်မဆက်ဆံဘူးလားဆက်ဆံတယ်ကဲလူဦးရေထူထပ်တဲ့နေရာမှာဆိုရင်လည်းပဲမြောင်းပုတ်တဲကနော်မော်တော်ကားတွေကစက်ယုံတွေကမီးကိုတွေကဲမသတဲ့လေတွေရှူရမယ်မဆက်ဆံဘူးလားဒါတွေယောဂါတွေပဲလေယောဂဖြစ်ကြောင်းဟုတ်ကဲ့လားဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကပရိသတ်ကြီးသီးသနေလို့ရဘယ်သူနဲ့ဆက်ဆံအများနဲ့ဆက်ဆံတဲ့ခန္ဓာကိုယ်ကြီးတဲ့ဒါကြောင့်တရားတော်နဲ့မြင်အောင်ကြည့်ခန္ဓာဖောက်ပြန်နိုင်အကဲခတ်နော်အများနဲ့ဆက်ဆံနေတဲ့ခန္ဓာကိုယ်ကြီးပါတကားခန္ဓာကိုယ်ကြီးပါတကားလို့မြင်အောင်ကြည့်ကိုယ်ပိုင်မဟုတ်ကိုယ်ပိုင်မရှိနော်ကဲနောက်တစ်ခုလိုက်ဆိုလိုက်စမ်းမိမိကြိုက်ရာမလိုက်ပါ
မပ္ပါဤခန္ဓာမိမိကြိုက်ရာမလိုက်ပါမပ္ပါဤခန္ဓာမိမိကြိုက်ရာမလိုက်ပါမပ္ပါဤခန္ဓာနိရိဟကေတဲ့ခြေသားတို့ခြေသမီးတို့သင်တို့ရဲ့ငါတို့ရဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာကိုယ်အလိုလိုက်ကိုယ်အကြိုက်မပါသေးလားမပါဘူးလေမအိုပါစေနဲ့အိုတာပဲကိုကမအိုချင်ဘူးလေကိုယ်အလိုလိုက်လားကဲယောဂါတွေမဖြစ်ပါစေနဲ့ကိုယ်အလိုလိုက်လားမသေးပါစေနဲ့ကိုယ်အကြိုက်ဆောင်လားမဆောင်ဘူးအိုနာသေးအလိုက်ပဲဆောင်တယ်သူစကြက်ကိုဟုတ်တယ်မဟုတ်လားကိုကသူ့ပိုင်တဲ့ရောက်နေပြီလေကိုကဘယ်ထဲရောက်လဲသူ့ပိုင်တဲ့ထဲရောက်နေပြီခန္ဓာရထားရင်သူ့ပိုင်တဲ့ထဲရောက်သွားပြီကိုယ့်ဘက်ကအရှုံးကြီးပဲကိုမနိုင်တော့ဘူးနော်အာလုံး9ချက်ခန္ဓာအပြည့်9ပါးမိတွေးတော်ဂေါတမီယဟနာထီရိမကြီးမဟုတ်ခဲ့ဘူးလားဒါကြောင့်ဒီတရားကိုနာပြီးတော့ခန္ဓာမှာသံဝေကယူပြီးတော့ရှုအားထုတ်ထိုင်ရင်အားထုတ်မထိုင်နိုင်ရပ်ပြီးတော့မှမတ္တရတဲ့အခါမှာလက်ပိုက်ထားသို့မဟုတ်လက်ဘေးကထားမတ္တရတော့ခြေဘဝနဲ့ကြမ်းနဲ့ထိတယ်ပရိကထားထိတယ်တောက်တယ်တင်းတယ်တုံတယ်လှုပ်တယ်အသီလိကမရနိုင်တော့ဆိုပြန်ထိုင်လိုက်တာနဲ့ခြေဘဝနဲ့အပူတွေထွက်နေတာရှင်းနဲ့အမေအညောင်းတော့ပြည်သေးတယ်နော်လှုပ်ကြည့်ပါရှက်เสียမဟုတ်ပါဘူးမထိုင်ရင်ရပ်ပြီးတော့မှတ်နိုင်ပါတယ်ရပ်ပြီးတော့မှန်ဟောကြည်စမ်းပြန်ထိုင်တော့ရှင်းဟောခြေဘဝဆိုတာကပညာရှင်းကနေအပူတွေထွက်နေတာကပရမတ်ဗါတယ်လေအဲ့ဒီတရှင်းပူတာကပရမတ်နော်ခြေထောက်တို့ကပညာခြေထောက်ကြီးကဘာလဲပညာမှတ်ရမှာကခြေထောက်ကြီးမှတ်မလားတရှင်းပြောင်းလဲတဲ့ဓာတ်ကိုမှတ်ရမလားအဲ့ဒါမှတ်ရလွယ်လာတာသဘောပေါက်လာမှာနော်တရားဆိုတာကအထူးဆန်းမျက်စိမိတ်ပြီးတော့ဘာများပေါ်လာမလဲအကောင်အရိပ်နမိတ်ပေါ်လာတာမဟုတ်ဘူးဓာတ်သဘာဝတွေပေါ်တာကဲမှနောက်တော့လမ်းလျှောက်တဲ့အခါမှာလဲလှမ်းတိုင်းလက်ပိုက်သွားသို့မဟုတ်လက်နောက်ပြစ်သွားသို့မဟုတ်လက်ကိုဘေးကိုအသာလေးချတအားကြီးလွှဲเสียမလို့လက်ကိုနော်အလိုက်သေးလေသူ့ဟာသူလွှဲရုံကလေးလွှဲပြီးလို့ရှိရင်ပြီးတော့လှမ်းတိုင်းမှာခြေဘဝနဲ့ကြမ်းနဲ့ထိတယ်ကြွလိုက်ရင်မရှိတော့နင်းလိုက်ရင်ထိတယ်ကြွလိုက်ရင်မရှိတော့ထိတိုင်းမှာထိသဘောမာသဘောပူသဘောနော်အဲ့ဒါပရမတ်ယုတ်တရားကြွလိုက်ရင်မရှိတော့ကြံနေတဲ့ခြေချောင်းကြီးကပညာကြံနေတဲ့ခြေချောင်းကြီးကပညာထိသဘောကပရမတ်ဟုတ်ကဲ့လားအဲ့ဒီကနေစပြီးရှုရင်းနဲ့လှမ်းတိုင်းတလှမ်းလုံးသိလာလိမ့်တလှမ်းလုံးအစအဆုံးနောက်တော့သိလာလိမ့်လှမ်းတိုင်းမှာခြေထောက်ဆိုတာကပညာကြီးခြေထောက်ထဲမှာတင်းသွားတူးသွားလှုပ်သွားပေါ့သွားတာတွေကပရမတ်သဘောတွေပါတကားလို့လှမ်းတိုင်းမှာကြာနာနောင်တော့သိမြင်လာပါလိမ့်မယ်လို့စားတိုင်းမှာလည်းဒီတိုင်းပါပဲချိုးတယ်ချင်းတယ်စက်တယ်ခါတယ်ဖမ်းတယ်ဘာပဲစားအဲ့ဒီအရာသားတွေကဖမ်းထားလို့သိမ်းထားလို့စုထားလို့မရဘူးစားစဲမှာဖြစ်ပြီးပြောင်းလဲနေတာအဲ့ဒါပရမတ်ဟုတ်ကဲ့လားပါဇတ်တို့ရှာတို့သွားတို့ကပညာနော်ထမင်းတွေဟင်းတွေဆိုတာကပညာအဲ့ဒီထမင်းဟင်းတွေကရှာပေါ်တင်လိုက်လို့ပေါ်လာတဲ့အရာသားဓာတ်ကပရမတ်အရာသားဓာတ်ကပါလဲပရမတ်ဟုတ်ကဲ့လားချိုမယ်ချင်းမယ်စမယ်စသည်ပေါ့ဟုတ်လားအဲ့ဒါကပါလေပရမတ်ယုတ်ထမင်းပါဟင်းပါကြည်ရပါလေပညာအဲ့တော့မှတ်ရမှာကထမင်းဟင်းကိုမှတ်မလားအရာသာပြောင်းလဲတာကိုမှတ်မလားဟေးတရားစားတယ်မှန်လေးစားမှန်ကလေးစားစကားမပြောနဲ့မှန်လေးစားရင်လည်းကိုယ့်ကိုယ်သတိထားနေဝါနေတယ်စားနေတယ်မြူးနေတယ်အရာသာလေးပြောင်းလဲနေတယ်ခါကြရင်မြူချလိုက်ရင်လက်ထဲမှာတင်းကနေဖြစ်သွားတယ်ရော့သွားတင်းသွားတာကပရမတ်တရားလက်ဘင်းကြီးကပညာကဲသွားအပေါ်သွားနဲ့အောက်သွားဆုံနဲ့တော့ကြည်ပွေးနဲ့ထောင်းနေတယ်လို့ပဲကြိတ်နေတာတင်းကနေဖြစ်သွားတာကပရမတ်ယုတ်ဟုတ်ကဲ့လား
သွားတွေပဆောင်တွေကပညာတင်းတာရော့တာတင်းတာရော့တာကပရမတ်မြင်လာလိမ့်မယ်သတိထားမြင်လာလိမ့်မယ်အခုရေတွင်တူးအခုရေကြည်မရပါဘူးနော်အေးနဲ့တူးမှဘာရနိုင်လဲရေကြည်ရနိုင်ထို့တူပဲနာနာမှတ်ပေးနော်နာနာမှတ်1ရက်2ရက်3ရက်ဆိုရင်ကောင်းကောင်းသဘောပေါက်လာတယ်တရားကိုလိုချင်တဲ့ဆန္ဒအဓိကပေါ့လေလိုချင်တဲ့ဆန္ဒတရားကိုသိချင်တဲ့ဆန္ဒနဲ့အာထုတ်ကြည်ကြံလုံးလဝိရိယလေးတတိလေးကသွားတိုင်းလာတိုင်းလှုပ်ရှားတိုင်းစားတိုင်းတောက်တိုင်းသတိကရင်ဩဆရာတော်ပြောတာဒါပဲဆိုတာသိလာရင်တရားအစရရင်မခက်တော့ဘူးနော်ရေချိုးလဲဒီလိုပဲလောင်းလိုက်တိုင်းအေးသွားတယ်ပူလာပြန်ပြီလောင်းလိုက်တဲ့အေးသွားပြန်ပြီတော့ကြပူလာပြန်ရင်အဲ့ဒီအေးနေပူနေတာကပရမတ်ယောနော်ဒီအကောင်ကြီးကပညာကိုအကောင်ကြီးကဘာလဲအကောင်ကပြောင်းတာလားအပူအေးပြောင်းနေတာလားဘောပေါက်တယ်နော်ရေချိုးလိုက်တယ်ကဲမအေးသွားဘူးလားကဲတော်တော်ကြာတော့ပြန်မပူလာဘူးလားကဲဘာပြောင်းနေတာလဲအပူအေးပရမတ်ကပြောင်းနေတယ်ဟုတ်ကဲ့လားဒီပညာကောင်ကြီးပြောင်းလားပြောင်းဘူးဒီယောဂီဒီကိုပဲကိုကောင်ကြီးဒီတိုင်းပဲဟုတ်ကဲ့လားမပြောင်းမလဲတဲ့ကိုကောင်ကြီးဘာတော့ပညာရေချိုးတိုင်းအေးပူပြောင်းနေတာကဘာတော့ကဲခက်သေးလားမခက်ဘူးလိုက်ဆိုရမှာလားအသိကရအသိကတဲ့နေရာမှာသဘောပေါက်အသိကရမယ်နော်အသိကသာဘသူနဲ့မှစကားပြောနေကိုယ့်အကိုရေချိုးသတိထားနေဩဟုတ်တာပဲအမှန်တော့လက်တွေ့ကြည့်သုံးရတယ်နော်လက်တွေ့ဆန်ရတယ်ဟုတ်ကဲ့လားအေးစာလိုကြီးရွတ်နေလို့မရဘူးစာလိုကြီးရွတ်နေလက်တွေ့မဆန်ဘူးလေတရားလို့ဆိုတာကလက်တွေ့ဆန်ရတယ်တရားလို့ဆိုတာဘာဖြစ်ရလဲလက်တွေ့ဆန်ရတယ်လက်တွေ့သဘောပါမှတရားရတာဟုတ်ကဲ့လားစာကြီးပဲထိုင်ရွတ်နေလို့တရားရမရဘူးဒါကြောင့်မို့ကြားဘူးနာဝနဲ့ရွတ်မနေနဲ့ဖတ်မနေနဲ့ခန္ဓာမဉာဏ်နဲ့စောင့်ကြည့်ပါလို့ဒါလေးပြောချင်ပါတယ်နော်။ဂိုင်းခန္ဓာမှာဒီအပြစ်တွေကိုမြင်အောင်ကြည့်ပြီးတော့မက်ဖို့နိဗ္ဗာန်ကိုရနိုင်ကြပါစေ။မက်ဖို့နိဗ္ဗာန်ကိုမရသေးသည်ရှိသောဒီဘဝကသေလုံးလို့အပေတကားပိတ်ပြီးနတ်ပြည်လောကရောက်တရားတူတရားမြတ်တွေရနိုင်ကြပါစေ။နတ်ပြည်လောကရောက်လို့တရားတူတရားမြတ်မရသေးတော့လည်းပဲဘုရားတဆူနဲ့တဆူကြားမှာပုစေကဗုဒ္ဓတွေဖြစ်နိုင်ကြပါစေပုစေကဗုဒ္ဓတွေမဖြစ်ခဲ့သေးသည်ရှိသောနောင်ပွေလက်တအရိမေတ္တရာဘုရားလက်ထက်ကြရင်တဗုဒ္ဓကထာနာကြံယုံဖြစ်တရားတူတရားမြတ်တွေရနိုင်ကြပါစေကုန်သတည်း